Avengers နဲ့ Justice League တကယ်တမ်းတိုက်ခိုက်ကြရင်ဘယ်သူနိုင်မလဲဒီနေ့မှာတော့ထိတ်တိုက်တိုက်ပွဲချော့ခုတွေကပထမဆုံးအပိုင်းဖြစ်တဲ့ Iron Man နဲ့ Batman တို့ရဲ့တိုက်ပွဲအကြောင်းကိုပြောပြပေးသွားမှာပါပထမဆုံး Batman အကြောင်းကစရအောင် Batman ဟာကမ္ဘာပေါ်မှာလက်သီးချင်းတိုက်ခိုက်ရမှာအကျွမ်းကျင်ဆုံးသူတွေကတယောက်ဖြစ်လူသိများပါတယ်သူဟာနတ်ဖျားတစ်ပါးကိုတောင်တွေးထွက်အောင်လုပ်နိုင်ခဲ့သူပါသူရဲ့တန်ချက်ကဝစ်စုံနဲ့ဆိုရင်သူဟာတာမန်လူထက်အစပေါင်းများစွာတန်မာပါသည့် Superman ကိုတောင်ကြောက်တိုင်းတွေနဲ့ရိုက်ပေါက်နိုင်စွမ်းရှိပါတယ်သူရဲ့လက်သီးချက်ဟာပေါင်း1400ကျော်အားပြင်းပြီး Superman ရဲ့လေဆာမြေလုံးနဲ့ပါရာဒီမွန်တို့ရဲ့ plasma ပစ်ခတ်မှုတွေကိုတောင်ခုခံနိုင်စွမ်းရှိပါတယ်အခု Iron Man အလဲပါ Tony Stark ဟာသူရဲ့ဝစ်စုံနဲ့ဆိုရင်လူသားချက်တာလုံးနဲ့ခွန်အားမြန်နှုံးနဲ့အလွန်အမဲခံနိုင်ရရှိတဲ့စွမ်းအားတွေကိုရရှိပါတယ်သူဟာ Power Stone ရဲ့တိုက်ခိုက်မှုနဲ့ Thanos ရဲ့လက်သီးချက်တွေကိုတောင်ခံနိုင်ရရှိခဲ့တာပါသူရဲ့အတန်ပါဆုံးဝစ်စုံတွေထဲမှာ Hulkbuster Mark 50နဲ့ Mark 85တို့ပါဝင်ပါတယ်သူဟာ Loki ကိုအနိုင်ယူခဲ့မှုတလို့ Ultron ကိုနဲ့တိုက်ခိုက်ခဲ့တယ်ဒေါသထွက်နေတဲ့ Hulk ကိုလည်းနှိမ်နှင်းခဲ့ပြီး Thanos ကိုတောင်တွေးထွက်အောင်လုပ်နိုင်ခဲ့သူဖြစ်ပါတယ်တကယ်၍သူတို့နှစ်ယောက်ဟာကြိုတင်ပြင်ဆင်မှုမရှိဘဲချက်ချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ Iron Man ကအနိုင်ရမှာပါသူရဲ့စစ်မှန်တဲ့ခွန်အားနဲ့နီးပညာမြင့်ဝတ်စုံတွေက Batman ကိုအလွယ်တကူအနိုင်ယူနိုင်ပါတယ်ဒါပေမဲ့ကြိုတင်ပြင်ဆင်ခြင်းရမယ်ဆိုရင်တော့အခြေအနေကပြောင်းလဲသွားနိုင်ပါတယ် Batman ဟာဗျူဟာခင်းကျင်းရမှာဆရာတဆူဖြစ်လို့အချိန်ရမယ်ဆိုရင် Stark ရဲ့နီးပညာတွေကိုလေ့လာပြီးအဲ့ဒါကိုတံပြန်နိုင်မဲ့ဝတ်စုံမျိုးကိုဒီဇိုင်းထုတ်လာနိုင်ပါတယ်ဒါပေမဲ့ကြိုတင်ပြင်ဆင်မှုမရှိတဲ့တိုက်ပွဲမှာတော့ Iron Man က Batman ကိုအပြစ်အသက်အနိုင်ယူသွားမှာပါဒါကြောင့်ပထမအချီမှာတော့ Avengers အဖွဲ့ကအမှတ်ရသွားပါပြီ